တရုတ်တန်းရဲ့ street food အကောင်းဆုံးဆိုင်တွေကခောက်ဆွဲအလုံးတုတ်ကြီးနဲ့ကြော်ပေးတဲ့ဆိုင်တရုတ်ဟင်းလျာတွေအရန်စားကောင်းတဲ့ဆိုင် Hello ဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေဒီကနေ့ကတော့ကျွန်တော်တို့18လမ်းနဲ့မဟာဗန္ဓုလလမ်းတောင်ကိုရောက်နေတာပါတရုတ်တန်းရဲ့ street food အကောင်းဆုံးဆိုင်တွေကဆိုင်တစ်ဆိုင်ဖြစ်တဲ့ဖက်တီ18လမ်းထိပ်ဆိုင်ကိုရောက်နေတာပါဒီဆိုင်ကိုတော့ညနေ9:00နာရီကနေပြီးတော့ည7:00နာရီထိဖွင့်ပါတယ်ပိတ်ရမရှိပါဘူးဒီဆိုင်မှာကထမင်းကြော်ခောက်ဆွဲကြော်ကြာစံကြော်အပြင်တရုတ်ခင်းလျာမျိုးစုံလည်းရပါတယ်ဆိုင်ရောက်တာနဲ့အနံ့ရတာနဲ့တင်ပိုက်စားတော့ပြီကြည်အောင်ထမင်းကြော်ဆိုလို့ရှိရင်လည်းမွမွေးလေးနဲ့စားကျင်စေရလေကဲမာထားတာလေးတွေရောက်ပြီဆိုတော့လည်းဆွဲပါတော့မယ်စားကြပါအောင်ဗျာဈေးနှုန်းကတော့ဒီလိုထမင်းကြော်တပွဲဆိုလို့ရှိရင်8000ကျပ်ပေးရပါတယ်မိခိုးနဲ့မွမွေးလေးနဲ့တကယ်ကိုလည်းစားလို့ကောင်းတယ်ကဲဒါကြတော့မီးပြင်းပြင်းလေးနဲ့ကျွန်တော်စားဖို့အတွက်ခောက်ဆွဲကြော်ကြော်နေတာဖြစ်ပါတယ်ခောက်ဆွဲဆိုလို့ရှိရင်လည်းအလုံးအကြီးကြီးတွေပဲတကယ်အားရစရာကြီးလိုက်ရောဒီလိုအများကြီးပါတယ်ခောက်ဆွဲကြော်တပွဲဆိုလို့ရှိရင်8000ကျပ်ဖြစ်ပါတယ်ခောက်ဆွဲကဣနေပြီးတော့လေအသားတွေအရွက်တွေအများကြီးထည့်ထားတော့အရသာကတော့ဘယ်ပြောကောင်းမလဲ share ပဲလာပါပြီနောက်ဆုံးတစ်ခုကတော့ကျွန်တော်တကယ်ကိုကြိုက်တဲ့ကြက်သားကုန်းပေါင်ကြီးကြော်ပဲဖြစ်ပါတယ်ကြော်တဲ့ပုံစံအစင်းစင်းကိုကြည့်ရတာလေကြည့်လို့လည်းကောင်းတယ်သူကကြည့်လို့လည်းကောင်းတာတယ်မဟုတ်ဘူးအရသာလည်းထူးခြားတယ်လို့ပြောရမှာကြက်သားဖတ်တယ်ဆိုလို့ရှိရင်လည်းအများကြီးပါတယ်ချက်ကုန်းပေါင်ကြီးကြော်ရဲ့ဈေးရကြတော့တပွဲကို1,500ဖြစ်ပါတယ်ဆိုင်မှာချက်ချင်းကြော်ချက်ချင်းပေးတာဆိုတော့ပူပူလေးစားရတယ်ခောက်ဆွဲကိုဒီလိုအတုပ်ကြီးနဲ့ကြော်တာကနေရာတိုင်းမှာမရပါဘူးဒီလိုခောက်ဆွဲကြော်ကဆိုပြီးတော့ဣနေတာအရန်လဲစားလို့ကောင်းသူကခောက်ဆွဲတပွဲကို900ခက်ကြတဲ့ရောင်းတာလေခက်တွေတာပြောင်းချက်ပြောင်းတော့မယ်သူတို့ရဲ့စေတနာနဲ့လက်ရာကတော့မပြောင်းလဲဘူးဆိုတာစားကြည့်တာလည်းပြီးနိုင်ပါတယ်ဒီလိုနေပေါင်းများစွာရက်တည်နိုင်နေဆိုတာကအရသာတဒမတ်ထဲရှိနေလို့ထင်ပါတယ်ဒီဆိုင်မှာတော့ကျွန်တော်အားရပါရဆွဲနေပါပြီဒီဆိုင်လေးကိုရောက်ဖူးတဲ့သူလည်းရှိတယ်လို့မရောက်ဖူးတဲ့သူလည်းရှိမှာပါလာတာတရုတ်တန်းဘက်ကိုရောက်ခဲ့လို့ရှင်တော့ဒီဆိုင်လေးမှာစားကြည့်ဖို့ညွှန်ပေးကြပါတယ်ကျွန်တော်ကတော့ဒီဆိုင်လေးရဲ့အရသာနဲ့အကြိုက်တွေ့နေပါပြီနောက်ထပ်ဘယ်နေရာတွေမှာဘယ်လိုအစားအသောက်ကောင်းတွေရှိသေးလဲဆိုတာကျွန်တော်နဲ့အတူတူလိုက်စားဖို့အတွက်နောက်ဗီဒီယိုလေးတွေကိုစောင့်ကြည့်ပေးပါဦးနော်စားရတာလည်းဘိုက်တင်ကားနေပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် vlog တွေမှာပြန်ဆောင်ကြမယ်နော်အားလုံး bye bye